ထွက်လို့ကရင်လက်ခေါ်လေးလေးသိသိမတီအားလုံးရိမ်ပြီးသွားမယ်ဗရိတ်နေဗရိတ်ကြည့်ရတယ်ဘယ်လိုလုပ်တာလဲကိုလောက်တယ်တဲ့တော့ကပုံသားရမ်းနေတာသိချင်းကပုံသားလည်းရမ်းလို့မရဘူးလူပြက်ကလေးနဲ့တွေ့လူကရင်လက်ဆောင်လေးလေးသိသိမတုံးအားလုံးရိမ်ပြီးသွားမယ်ဗရိတ်နေနာမယ်မဟုတ်ရင်ဖြတ်ခါရတော့မှာနော်ဟေးအီမပေါက်နဲ့နော်ဟာဒီကပလိုက်နဲ့တူအီပေါက်တာလည်းဖြတ်မှာလူပြက်ကလေးနဲ့တဲလို့တိုင်းလက်ဆောင်လေးလေးသိသိမထုံးအားလုံးရိမ်ပြီးသွားမယ်ဗရိတ်ဟိုလေကျမတော့လုပ်လို့ရတယ်လေဒါဖြစ်လို့လေကျမလုပ်တယ်ရှင်မသိဘူးလားနေကဘလောက်လှုပ်ကတ်နေတယ်ငါတို့ကလှုပ်လိုက်ရမ်းနေရောနေရနဲ့ငါတို့ကလည်းမတူဘူးပရိတ်ကလေးပန်းပြီးတဲ့ရှင်းမိုင်လူစနော်ဒီတိုင်းလေးမနက်တိထားပေးမယ်ရတယ်ကိစ္စမရှိဘူးဟိုမကြီးကထားပေးပါတဲ့စတာမှုညှိပေးပါဟဲ့ငါညာချင်းမပေးပါနဲ့တော့ပြန်ယူပါလို့အမသူများသားလူဘာလို့လောက်တာလဲဖြတ်ပြီးနေအောင်ဒုနီယောင်ချစ်စိတ်ဘရိတ်ကလေးဖန်ပြီးကိုခဏလေးလို့အစလေးပြပြပေါ့နော်အခုတခါနဲ့ချပါလားဟဲ့တခါနဲ့ချလေးပါလေးလုပ်ချတခါနဲ့ချလို့မရဘူးကိုကြီးကသူ့ရဲ့ဒီလုံးကြီးကလေဒုနီယောင်ချစ်စိတ်ဘရိတ်ကလေးဖန်ပြီးတဲ့အဲ့လိုလေးလာမှာအဲ့နေတခါလည်းမချတော့ငါတို့မှစက်တန်ကန်ကြီးဟိအဲ့ဒါပညာရှိရဆိုပြောတော့ပညာတော့ရှိတယ်လေနေကဘယ်ချိန်ချမှမသိငါတို့ကအိတ်ငိုက်တယ်ဘာတော့မဟုတ်လေနေအဲ့ဒီအကောက်စောင့်နေရတာငါတို့ကငိုက်လာရောအဲ့ဒါပညာပဲကျမချမယ်ဆိုမှကိုကြီးကအစင်းလေးဖြစ်နေရမှာဟာအဲ့ဒါတည်းမပူနေကြပါလေဘာဖြစ်လာတော့အမနေအရင်မှုလေရုံရင်းသွားနေရနော်နောက်တစ်ပတ်တက်ပြီးသွားရင်ပြတ်ပါပြီအဲ့တော့အဆုံးတယ်လေနော်ဒုနီယောင်ချစ်စိတ်ဘရိတ်ကလေးပန်းပြီးဟောလေညီမလေးသာမို့ပြီးလို့ရှိရင်သမင်းဆောင်မယ်နော်ဘိုက်စားလို့ဒီလားကိုကြီးမစားပါအားတယ်တော့တော့မစားလို့မရဘူးလားမျိုးချင်းစိုးချင်းတော့ခဏလေးအောင်အင်းတက်လိုက်ငါတို့အရင်ချမေ့သွားမှာဆိုလို့မမဲဘူးနေလို့တော့ဟင်းနဲ့တိတ်ထားတယ်နိုင်